အတင်နာအကြောင်းမှာအစီအမီပါလို့ဆိုဆရာတွေကလည်းဒီဘက်စာဘက်ကောသူတို့ရဲ့ဒီအပြင် experience တွေရောပေါ့နော်အကုန်လုံးတခါလေး share ပေးတာဖြစ်တဲ့အတွက်အကုန်လုံးကတော့အဆင်ပြေပါတယ်အခုပေါ့နော်ညီမလေးအနေနဲ့ဒီ TMC Academy မှာတက်ပြီးွားပြီပေါ့တက်ပြီးွားတဲ့အခါမှာဆိုလို့ရှိရင် next step အနေနဲ့ပေါ့နော်ဗာလေးတွေ future plan လုပ်ဖို့စဉ်းစားထားလဲရှင့် future plan ကတော့ပေါ့နော်ဒီကနေ higher diploma လေးဒီမှာရှိတော့ ever ကိုလည်း join ပြီးတော့စဉ်းစားထားတာတော့ရှိရေပေါ့နော်ဒါပေမဲ့အခုဒီ module ပြီးဒီတစ်ခုပေါ့နော်တက်နေဟာပြီးတော့မှပဲဆက်ပြီးတော့တေချာဆုံးဖြတ်ဖြစ်မှာပေါ့နော်လောဆယ်ကတော့ higher တက်ဖို့တော့ရည်ရွယ်ထားတာတော့ရှိရေဟုတ်ကဲ့ပါရှင်ဒါဆိုလို့ရှိရင်တော့အမတို့အခုလက်ရှိပေါ့နော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းဒီနိုင်ငံခြားမှာကျောင်းတက်ချင်တဲ့ကလေးလေးတွေရှိရေပေါ့နော်ဆိုတော့ညီမလေးကဒီအရှိရရောက်ထားပြီးသားစီနီယာကျောင်းသူလေးဖြစ်တဲ့အတွက်ပေါ့နော်အမတို့ဒီ TMC Academy မှာကျောင်းတက်တာကိုပေါ့နော်ဘယ်လိုမျိုး recommend လေးလုပ်ချင်လဲရှင်နိုင်ငံခြားမှာကြောင်းတက်ဖို့ကတော့စင်ကာပူကကျတော့ထွက်ရတာလည်းမြန်တယ်ပြီးတော့မြန်မာနိုင်ငံကနေရှောက်မယ်ဆိုလဲဒါ agency ဖြစ်တဲ့တာမှာပြည်သူတို့ကလည်းတေချာလုပ်ပေးရဆိုတော့ရှောက်ဖို့လာဖို့အတွက်စဉ်းစားထားတယ်ဆိုလို့ရှိရင်တော့အဆင်ပြေပါတယ်လာခဲ့ဖို့လည်းဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ပါဟုတ်အချိန်ပေးပြီးဖြေချပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နော်ကျေးဇူးပါရှင်ဟုတ်